ရှင်ခုအင်ဂျီလေးကိုပန်းပွင့်နေတဲ့လိုင်းထိုးပြီးသွားပြီထိုးနေတဲ့အချိန်မှာရှားပါစစ်စားမိလဲဆိုတော့အစတော့ငါပေါ့နော်အစားတို့ဒီအပေါ်ပိုင်းထိုးခဲ့တာကတချမ်းစာပဲအခုထိုးရတာကြတော့ပက်လေးဖြစ်သွားတယ်ပက်လေးပဲတချမ်းစာဆိုတော့ဒီပတန်အတိုင်းပဲအစနဲ့အဆုံးကိုသူ့အတိုင်းလေးပဲအစတက်အဆုံးတက်ပြီးအစပြုအဆုံးတက်ပြီးလိုက်လို့ရှိရင်ပြဿနာမရှိပေမဲ့ခုဒီလိုမျိုးတပတ်လေပြန်ဆက်တဲ့အခါမှာကြာရင်ဆက်တဲ့နေရာမှာဘယ်လိုထိုးမလဲဆိုတဲ့ဟာလေးကစဉ်းစားစရာဖြစ်လာတယ်တကယ်လို့ထိုးကိုယ့်အကိုထိုးဖို့အဆင်ပြေတဲ့လူကိုနီးကိုဟန်နဲ့ထိုးပြီးလို့အဆင်ပြေသွားရဲဆိုရင်လေကိုနီးကိုဟန်နဲ့ပဲထားပါเนาะကိုဟာကိုပဲဆက်ထိုးပါတကယ်လို့ဘယ်လိုပေါ့နော်ပတန်လဲဝင်အောင်ဘယ်လိုအဆင်ပြေအောင်ထိုးရမလဲဆိုတာကိုစဉ်းစားမရဘူးဆိုလို့ရှိရင်တော့အစတာထိုးတဲ့နည်းလေးကို share ပေးပါမယ်ပေါ့နော်ပြပြပေးပါမယ်အစတာထိုးတဲ့နည်းလေးကဒီနေရာလေးနှစ်ခုဆက်တဲ့နေရာမှာနှစ်ခုဆက်တဲ့ဆက်ကြောင်းလေးနေရာမှာနည်းနည်းလေးခိုးပြီးတော့ပေါ့နော်ဒီပတန်နှစ်ခုပတန်ရဲ့ပုံစံကြားတွေကိုဝင်အောင်လို့ဒီလိုတာမန်ပတန်နှစ်ခုကြားတွေကပုံစံအတိုင်းဝင်အောင်လို့ပတန်လေးကိုဖြိုပြီးတော့လှုပ်ထားတဲ့ဟာလေးကိုအစကပြပြပေးမယ်နော်နည်းနည်းလေးနားရှုံမလားမသိပေမဲ့စူးစမ်းပြီးတော့ရှင်းပြပေးမယ်လိုအပ်ခဲ့ရရှိရတယ်ခွင့်လို့ပါလို့နော်အစတန်းနိုင်ဆုံးစူးစမ်းပြီးတော့ရှင်းပြပေးပါမယ်နော်ပထမဦးဆုံးအခုဒီလေခမီတိုင်ရှင်းနှစ်ခုဆက်လိုက်တဲ့နေရာကနေပြီးတော့အစတို့ကနေပြီးတော့ဒီမှာတိုင်ရှင်း3နိုင်တိုင်ခမီ3နိုင်တက်ပြီးတော့ဒီနေရာစပြီးတော့အစတို့စထိုးတာပေါ့နော်အဲ့တော့ဒီနေရာစထိုးတာဒီနေရာပေါ့နော်ဖုန်မီ3ခုတက်တယ်ပြီးတော့တိုင်ရှည်တိုင်းဆွဲတယ်အဲ့နေရာကနေစပြီးထိုးတာအဲ့တော့အဲ့ရနေစပြီးထိုးပြီးတော့ဖုန်မီ2ခုတိုင်ရှည်တစ်ခုနဲ့ထိုးသွားလိုက်တာပေါ့နော်ဖုန်မီ2ခုတိုင်ရှည်တစ်ခုနဲ့2ခုနဲ့ထိုးသွားလိုက်တာဘယ်ထိပြန်ရောက်လာလဲဆိုတော့ပက်လေပြီးတော့ဒီနားထိပြန်ရောက်လာတယ်နားထိပြန်ရောက်လာတဲ့အခါမှာတိုင်ရှည်တစ်ခုဖုန်မီ2ချက်ပြီးတော့တိုင်ရှည်တစ်ခုဆက်ပြီးထိုးလိုက်တဲ့အချိန်မှာဒီမှာလာပြီးတော့စုံသွားပြီစုံသွားတဲ့အခါမှာအတားတို့ကဒီအလေကောင်ဒီစောစောကစထိုးခဲ့တဲ့ဖုန်မီ3ခုရဲ့ထိပ်မှာ slit stick လေးနဲ့ဆက်ပြီးတော့ဒီ line ကိုလက်စတက်လိုက်မယ်နော်အဲ့ဒီနားလေးပဲနော်ပထမတစ် line ကသူပေးထားတဲ့ပတန်အတိုင်းပဲဖုန်မီ3ခုတက်တဲ့တိုင်ရှည်တစ်ခုထိုးပြီးတော့ဖုန်မီ2ချက်တိုင်ရှည်တစ်ခုနဲ့တပတ်လည်းထိုးရတယ်နောက်ဆုံးဒီနေရာကိုတိုင်ရှည်တစ်ခုနဲ့ပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့ချိန်မှာဒီမှာ slit stick နဲ့ချိတ်ပြီးတော့လက်စတက်လိုက်တယ်ဟုတ်နော်ဆိုရင်ပြီးတော့တဲ့အခါမှာနောက်ထပ်တဒန်းကိုစားဖို့အတွက်အစားတို့ကဖုန်မီ3ခုနဲ့တိုင်ရှည်တစ်ခုတက်တယ်နော်ဖုန်မီ3ခုနဲ့တိုင်ရှည်တစ်ခုတက်တယ်အဲ့ဒါဒီ round 2ကိုရောက်သွားပါပေါ့နော် round 2ကိုရောက်သွားပြီ round 2ကိုတက်တဲ့အချိန်မှာတိုင်ရှည်3ဖုန်မီ3ခုနဲ့တိုင်ရှည်တစ်ခုတက်တယ်ပြီးတော့ဖုန်မီတစ်ချက်ချတယ်ပြီးတော့ဒီအပေါက်ကစပြီးတော့တိုင်ရှည်3ခုဆွဲအဲ့ဒါလည်းအဲ့ဒီတိုင်းပဲเนาะဖုန်မီတစ်ခုဖုန်မီ3ခုနဲ့တက်တယ်ဖုန်မီတစ်ခုချတယ်ပြီးတော့တိုင်ရှည်3ခုစပြီးတော့ဒီမှာဒီပေါက်မှာဆွဲတိုင်ရှည်3ခုဖုန်မီ3ခုတိုင်ရှည်3ခုဖုန်မီ3ခုနဲ့ပတ်လေထိုးလာလိုက်တာဒီဘက်ကိုရောက်လာပြီဘက်ကိုရောက်လာတဲ့အခါမှာတိုင်ရှည်3ခုเนาะဒီအပေါက်မှာတိုင်ရှည်3ခုဆွဲပြီးတဲ့အချိန်မှာဒီနေရာမှာဖုန်မီ3ခုထိုးရမှာနော်ဒါပေမဲ့ဖုန်မီဒီမှာ3ခုထိုးလိုက်လို့ရှိရင်ဒီနေရာနဲ့ဆိုလာပြီးတော့အရန်ကြီးကျဲသွားမှာဟသွားမှာဆိုလို့ရှိရင်ပတန်နဲ့မဝင်တော့မှာဆိုလို့အစားကဒီနေရာမှာဖုန်မီ3ခုမထိုးတော့ဘူးဖုန်မီတစ်ချက်ပဲထိုးတယ်နော်ဖုန်မီတစ်ချက်ပဲထိုးပြီးတော့ဟောဒီခုနဖုန်မီ3ခုနဲ့တက်ထားတဲ့ထိပ်ကိုလာပြီးတော့ slit stick ဆွဲလိုက်ပါတယ်နားလည်လားမသိဘူးနော်ဘောကနေတိုင်ရှည်3ခုဆွဲပြီးသွားတဲ့အချိန်မှာတိုင်ရှည်3ခုပြီးသွားတဲ့အချိန်မှာဖုန်မီတစ်ချက်ပဲထိုးမယ်ဖုန်မီ3ချက်မထိုးတော့ဘူးဖုန်မီတစ်ချက်ပဲထိုးပြီးတော့ဟောဒီအလဲကတိုင်ရှည်တက်ထားတဲ့နေရာမှာ slit stick လာယူလိုက်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဟောဒီနေရာမှာဒီဖုန်မီတစ်ချက်ဖုန်မီ2ချက်ဖုန်မီ3ချက်ဆိုပြီးတော့ဖုန်မီ3ချက်နဲ့ပတန်လေးကိုဝင်သွားပါတယ်နော်ဖုန်မီ3ချက်တိုင်ရှည်3ခုဖုန်မီ3ချက်တိုင်ရှည်3ခုဆိုတော့ဟောဒီပတန်လေးကိုပြန်ပြီးတော့ဝင်သွားတယ်နော်အဲ့တော့ဝင်သွားပြီဆိုတဲ့အခါမှာဒီနေရာရောက်ပြီဒီနေရာရောက်တော့ round 2ကအစားတက်သွားပြီအဲ့တော့ round 3ကိုတက်မယ် round 3ကိုတက်တဲ့အခါကျရင်ဟောဒီနေရာမှာဖုန်မီ3ချက်နဲ့တက်လိုက်တယ်နော်ဖုန်မီ3ချက်နဲ့ round 3ကိုတက်လိုက်မယ်ဖုန်မီ3ချက်နဲ့ round 3ကိုတက်တာဒီဟောဒီနေရာပါနော် round 3ကိုတက်လိုက်တယ်တက်ပြီးသွားတဲ့အချိန်မှာဖုန်မီတစ်ချက်နော်ဖုန်မီတိုင်ရှည်တစ်ချက်ဖုန်မီ3ချက်တိုင်ရှည်3ချက်နော်အဲ့တော့
တက်ပြီးသွားရင်တိုင်ရှည်တစ်တိုင်းပြီးသွားရင်ဖွမီ3ချက်နော်ဖွမီ3ချက်တိုင်ရှည်3ခုပြီးရင်ဖွမီ5ခုဒါပတ်တန်နဲ့အတိုင်းဆက်ပြီးထိုးသွားလိုက်ရမှာနော်ဒီထိကမှန်မှန်တက်တဲ့အချိန်မှာတော့သူပြောထားတဲ့အတိုင်းမတက်တယ်ပြီးသွားတဲ့အခါဆက်ပြီးထိုးသွားလိုက်တယ်ထိုးသွားပြီးဒီဘက်ကိုပြန်ရောက်လာပြီပြန်ရောက်လာတဲ့အခါကျတော့ဒီမှာဖွမီ5ခုတိုင်ရှည်3ခုနော်တိုင်ရှည်3ခုပြီးတဲ့အခါမှာဖွမီ3ချက်ပြီးသွားတဲ့အချိန်မှာမတိုင်ရှည်3ခုထိုးရတော့မယ်အဲ့ညမှာဆိုပတ်တန်ဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုလွယ်သွားပြီဒီမှာတိုင်ရှည်2ခုကရှိနေပြီသားဖြစ်နေအဲ့ခါကျတော့ဒီနေရာလေးမှာပဲအစတာတို့ကတိုင်ရှည်တစ်တိုင်းဆွဲလိုက်တယ်တိုင်ရှည်တစ်တိုင်းထိုးလိုက်တဲ့အခါမှာဟောဒီလိုတိုင်ရှည်3ခုစုနဲ့ဒီနေရာမှာလာပြီးတော့ပတ်တန်ကဝင်သွားပြီနော်အဲဆိုရင်ဒီမှာဖွမီ3ခုတိုင်ရှည်3ခုဖွမီ3ခုတိုင်ရှည်3ခုနဲ့ဟောဒီမှာဒီဘက်ပတ်တန်နဲ့ဒီဘက်ပတ်တန်နဲ့ကြားတွေကဖွမီ3ခုစု3ခုပုံစံကိုပြန်ပြီးတော့ဝင်သွားပြီဖြစ်ပါတယ်နော်အဲ့ဒါဆိုရင်ပတ်တန်ကစပြီးတော့ပုံစံကျသွားပြီပေါ့နော်အဲ့လိုမျိုးလေးအဲ့ဒါနဲ့အဲ့လိုမျိုးလေးဆက်လိုက်ပါမယ်ပြီးသွားတဲ့အခါမှာဟောဒီကတိုင်ရှည်ဆွဲပြီးသွားတိုင်ရှည်ကိုဒီဘက်ထိပ်မှာဒီဘက်ထိပ်ကိုလာပြီးတော့slit stitch နဲ့ဆွဲလိုက်ပါဦးနော် slit stitch နဲ့ဆွဲလိုက်မယ် slit stitch နဲ့ဆွဲပြီးသွားတဲ့အခါမှာနည်းနည်းလေးမြင်ရမလားတော့မသိဘူးနော်ဒီလိုစားပြီးပြကြည့်မယ် slit stitch နဲ့ဆွဲရမယ် slit stitch ဆွဲပြီးသွားတဲ့အချိန်မှာအကြတို့ဒီမှာဒီတိုင်းဟို round fold တက်ပြီဒီပုံစံအတိုင်းပဲเนาะဖွမီတစ်ချက်တက်တယ်ပြီးတော့ထိတ်မှာဒီအလဲတိုင်ရဲ့ဒီတိုင်ရဲ့ထိတ်မှာတိုင်တို့တစ်ချက်ဆွဲမယ်အဲ့ဒီတိုင်ဒီ already တိုင်ဒီတိုင်เนาะဒီတိုင်အဲ့တော့တိုင်တို့ဖွမီတစ်ချက်တက်တယ်ပြီးတော့ဒီထိတ်မှာပဲတိုင်တို့တစ်ချက်ဆွဲမယ်ပြီးတော့ရင်ဖွမီတစ်ချက်ထိုးတယ်ပြီးတော့ရင်ဟောဒီအပြင်ဒီအပြင်ဘက်မှာလာပြီးတော့တိုင်တူတစ်ချက်ဆွဲမယ်เนาะဒါကျဆိုငကိုရှင်းဆွဲငကိုပုံမှန်ဆွဲနေကြအတိုင်းပဲငကိုပုံမှန်ထိုးနေကြအတိုင်းပဲเนาะပတ်တန်ဝင်တဲ့အတိုင်းပဲထိုးရမယ်เนาะအဲ့ဒီတိုင်းလေးထိုးရပြီးတော့ပြေကဖွမီ3ချက်နဲ့ဟောဒီဒီအလဲเนาะပန်းကုန်းရဲ့ base မှာစပြီးတော့တိုင်ရှည်3ခုဖွမီ5ခုတိုင်ရှည်3ခုနဲ့စပြီးတော့ပတ်တန်ဝင်သွားလိုက်တယ်ပတ်လည်းဝင်သွားလိုက်ပြီးဒီဘက်ကိုပြန်ရောက်လာပြီเนาะဒီဘက်ကိုပြန်ရောက်လာတဲ့အချိန်မှာဒီမှာတိုင်ရှည်3နိုင်ဖွမီ5ခုတိုင်ရှည်3နိုင်ပြီးတဲ့အချိန်မှာဖွမီ3ခုเนาะဖွမီ3ခုဒီမှာအဆုံးသက်ပြီအဲ့တော့ဒီအဆုံးသက်ဒီအဆုံးသက်နဲ့အတူတူပဲဖွမီ3ခုဆွဲပြီးသွားတဲ့အခါမှာတိုင်တို3နိုင်ရဲ့အပြင်ကိုဖွမီတစ်ချက်ဆွဲတိုင်တိုတစ်ချက်ဆွဲအဲ့ဒါဒီကဟာဒီဟောဒီမှာတိုင်ရှည်3ခုရဲ့ဒီဘက်အပြင်เนาะမြင်ရလားဒီတိုင်ရှည်3ခုရဲ့အပြင်မှာရှိတဲ့ဟောဒီဘက်ကိုလာပြီးတော့ဒီမှာတိုင်တိုတစ်ချက်ဆွဲလိုက်တယ်เนาะတိုင်တိုတစ်ချက်ဆွဲလိုက်တယ်ဆွဲပြီးသွားတဲ့အခါမှာဖွမီတစ်ချက်ထိုးတယ်เนาะသူ့အတိုင်းပဲဖွမီတစ်ချက်ထိုးတယ်ထိုးပြီးသွားရင်เนาะဟောဒီနေရာဒီเนาะစောစောကစခဲ့တဲ့စမှတ်နေရာဖြစ်ပါတယ်အဲ့ဒါကြောင့်သူရဲ့စမှတ်ဟောဒီအလဲတိုင်ရဲ့ထိပ်ဟောဒီစမှတ်နေရာမှာ slit stitch နဲ့ဆက်လိုက်မယ်နော်မြင်လားမသိဘူးဟဲ့အလဲမှာ slit stitch နဲ့ဆက်လိုက်ပါမယ်ဆက်ပြီးသွားလို့ရှိရင်နောက်ထပ်တစ်ခုတက်ဖို့အတွက်အခုဒီမှာဒီနေရာရောက်သွားပြီနော် round 5ကိုရောက်သွားပြီနောက်တစ်နေရာကိုတက်ဖို့အတွက်ဆိုရင်ဖွမီတစ်ချက်ထိုးတယ်ပြီးတော့ဒီတိုင်ပေါ်မှာပဲတိုင်တိုတစ်ချက်ထိုးမယ်ပြီးရင်သူ့ရဲ့ကက်ရဲ့တိုင်တိုနေရာဖွမီနေရာမှာတိုင်တိုတစ်ချက်ထိုးမယ်နော်အဲဒါကြောင့်ဒီနေရာမှာတိုင်တိုတစ်ချက်တက်တယ်ပြီးရင်sorry ဖွမီတစ်ချက်တက်တယ်တိုင်တိုချိတ်တယ်ပြီးတော့တိုင်တိုဒီဘက်ဘေးကက်ရဲ့ကိုတိုင်တိုတစ်ချက်နဲ့ချိတ်တယ်ပြီးသွားတဲ့အခါမှာဖွမီ2ချက်ထိုးပြီးတော့သူ့ရဲ့ပတ်တန်အတိုင်းဒီမှာ6ခု sorry ဒီကပြရမှာနော်ဒီနေရာလေးနော်ဒီမှာတစ်ချက်တက်တယ်ဒီမှာချိတ်တယ်ဒီဘက်မှာချိတ်တယ်ချိတ်ပြီးသွားတဲ့အခါမှာဒီမှာတိုင်တိုဖွမီ2ခုသွားပြီးတော့ဖွမီ6ခုတိုင်တို sorry တိုင်ရှည်6ခုဖွမီ5ခုနဲ့ဒီမှာဖွမီ3ခုနဲ့ဒီမှာသွားလိုက်တယ်ဒီပဒံနဲ့ကိုပြန်ဝင်သွားအဲ့တိုင်းထိုးသွားလိုက်တာဒီဘက်ကိုရောက်လာပြီဒီဘက်ကိုရောက်လာပြီဆိုဒီမှာနော်ဖွမီ6ခုတိုင်ရှည်6ခုဖွမီ3ခုတိုင်ရှည်6ခုထိုးပြီးသွားလို့ဖွမီ2ချက်နဲ့အဆုံးတက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ပုံစံကဒီကိုဝင်မှာဖွမီ2ခုနဲ့အဆုံးတက်ပြီးသွားပြီဆုံးတက်ပြီးသွားပြီဆိုရင်ဒီမှာ
ဖွန်မီရဲ့ထိတ်ကိုတိုင်တိုးဝင်ပါဖွန်မီရဲ့ဟော်ဒီဖွန်မီလေးစောစောတော့နားလေးမှာနော်ဒီနားလေးကိုဟထားခဲ့တဲ့နေရာလေးမှာတိုင်တိုးဝင်လိုက်မယ်ပြီးသွားလို့ရှိရင်အလဲထိတ်မှာ slit တင်နဲ့ခြေလိုက်မယ်နော်အဲဆိုရင်ဒီထိပြီးသွားပြီနားလဲလားမသိဘူးနော်ပြီးသွားပြီအဲ့ဒီပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်တက်မယ်နောက်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်တိုင်တိုးတစ်ချက်ထိုးဖွန်မီတစ်ချက်ထိုးတယ်ပြီးတော့ဒီနေရာမှာပဲပြန်ပြီးတော့တိုင်တိုးဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဖွန်မီနှစ်ချက်ထိုးပြီးတော့ဘက်မှာတိုင်ရှည်ဒီဘက်ကိုဝင်ရမယ့်ပတ်တန်တွေကိုဝင်ရမယ်အဲ့လိုထိုးလာလိုက်ပြီးဒီဘက်ကိုရောက်လာပြီးဘက်မှာတိုင်ရှည်အပြည့်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဖွန်မီနှစ်ချက်နဲ့အစားတက်တယ်အဲ့အစားတက်တဲ့ဖွန်မီနှစ်ချက်ကိုဟောဒီမှာခုနကထိုးထားခဲ့တဲ့တခုသေးသောတိုင်တိုးเนาะအဲ့တိုင်တိုးပေါ်မှာပဲလာပြီးတော့ slit တင်နဲ့ချိန်လိုက်မယ်နော် slit တင်နဲ့ဒီမှာလာပြီးတော့ချိန်လိုက်ပါမယ်ချိန်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဟောဒီတန်းကိုသွားတော့မယ်နော် round 7ကိုသွားတော့မယ် round 7ကိုသွားမယ်ဆိုလို့ရှိရင်အစားတို့ကအလဲရနေပြီးတော့ဒါအလဲနော်အလဲတက်တဲ့နေရာကနေပြီးတော့ဒီမှာသူပြောထားတဲ့အတိုင်းပဲ round 7မှာ၄ခုဖွန်မီ၄ခုနဲ့တက်မှာတက်လိုက်မယ်ဖွန်မီ၄ခုနော်တက်လိုက်တက်ပြီးသွားလို့ရှိရင်ဒီကနေပြီးတော့တိုင်ရှည်တစ်ခုဆွဲပြီးတော့တိုင်ရှည်တစ်ခုဖွန်မီတစ်ခုနဲ့ထိုးရမယ်ထိုးသွားမယ်ဒီနားထိပြန်ရောက်လာမယ်ပြန်ရောက်လာပြီဆိုလို့ရှိရင်ဒီနေရာမှာတိုင်ရှည်တစ်ခုဆွဲပြီးပြီဆိုရင်အဲ့တိုင်ရှည်ဆွဲပြီးသွားပြီဆိုလို့ရှိရင်ခုနအလဲကဖွန်မီလေးခုရဲ့ထိတ်မှလာပြီးတော့ slit တင်နဲ့ပြန်ချိတ်လိုက်မယ်နော်အဲ့ဒါဒီမှာဒီလိုပုံစံလေးဖြစ်သွားပြီနော်ဖြစ်သွားပြီးရဲ့အချိန်မှာတကယ်ဒီကနေပြီးတော့အကြတို့ကတက်လဲရတယ်ဒါပေမဲ့အကြပတ်တန်ပြန်ဝင်ခြင်းပတ်တန်ကိုဒီမူရင်းပုံတွေကပတ်တန်အတိုင်းပဲဖြစ်ချင်တဲ့အခါကျတော့ဒီနေရာမှာတတိုင်းမတက်ချင်တော့ဘူးနံပါတ်တိုင်းတက်ရင်ရုပ်ဆိုရမှာဆိုလို့လေအဲဒါကြောင့်မို့လို့ဘာလုပ်လိုက်လဲဆိုတော့ तू ကဒီတိုင်ရှည်เนาะ3ရည်တိုင်ရှည်ကဘယ်နားမှာအစားထားရတယ်ဆိုတော့ဒီအလဲကနှစ်ခုပြီးရဲ့အချိန်မှာချက်စတာလေစတာဆိုတဲ့အတွက်ကြောင့်မို့လို့အလဲကနှစ်ခုကို slit တင်နဲ့ကြော်လိုက်တယ် slit တင်လေးထိုးပြီးကြော်လိုက်တယ်စပြီးတော့ဒီမှာ3ရည်တင်တိုင်ရှည်ဆွဲရမယ်ဟောဒီနေရာပေါ့နော်အဲ့ဒီနေရာရောက်တဲ့အချိန်ကျတော့မှအဲ့နေရာ slit တင်နဲ့စပြီးတော့ဒီနေရာမှာ2ရည်တင်3ရည်တင်တိုင်ရှည်ဖြစ်တဲ့အကြောင်းမို့လို့ဖွန်မီ5ချက်ပေါ့နော်ဖွန်မီ5ချက်နဲ့စပြီးတော့ဒီနေရာကိုတက်လိုက်တယ်နော်ဖွန်မီ5ချက်နဲ့ဒီနေရာကိုတက်လိုက်တယ်တက်ပြီးသွားလို့ရှင်မှာသူ့ရဲ့ပတ်တန်အတိုင်းပဲဖွန်မီ2ခုနဲ့သူဒီပတ်တန်အတိုင်း2ရည်တင်တိုင်ရှည်1ရည်နော်2ခုကြား1ရည်အဲ့လိုနဲ့သူ့ပတ်တန်အတိုင်းပဲဆက်ပြီးထိုးသွားလိုက်တယ်ထိုးသွားတဲ့အခါကျဒီဘက်ကိုပြန်ရောက်လာတဲ့အချိန်မှာဒီမှာ3ရည်တင်တိုင်ရှည်ပြီးသွားတဲ့အချိန်မှာသူကဒီကြားထဲမှာဘာမှမရှိတဲ့အကြောင်းမို့လို့ဒီကိုပဲလှမ်းပြီးတော့ဖွန်မီ2ချက်နဲ့လှမ်းဆက်လိုက်ရုံပဲအဲဆိုသူ့ရဲ့ပုံစံလေးတိုင်းပတ်လေးဘယ်နေရာမှချုပ်ဆက်ရမရှိတော့လည်းနဲ့ပတ်တန်ပုံစံပတ်လေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့နီလေးနဲ့အစားကတော့ဟော်ဒီချိုင်းလေးကိုဒီဘက်ဘေးချိုင်းလေးကိုဆက်လိုက်ပါတယ်နည်းနည်းလေးအဆင်ပြေမယ်လို့ထင်လို့နော်အဲ့ဟာလေးကိုမျှဝေပေးတာပါ